မင်္ဂလာပါခင်ဗျာ Aquarius ဆိုတာနဲ့အားလုံးသိကြတဲ့အတိုင်းပဲသူတို့ဟာတခြားသူတွေနဲ့မတူတဲ့ထူးခြားတဲ့အသွေးခေါ်ရှိသူတွေလွတ်လပ်မှုကိုအသက်ထက်မြန်နိုးသူတွေပြီးတော့နီးပညာနဲ့တီထွင်ဖန်တီးမှုမှာထိတ်တန်းကရှိသူတွေပါဒါပေမဲ့ဒီလိုထူးခြားတဲ့လူသားတွေဟာအချစ်ရေးမှာကြတော့ဘလို့ရာသီဝါးတွေနဲ့ဆိုရင်အလိုက်ဖက်ဆိုဖြစ်ပြီးပျော်ရွှင်ရမလဲဆိုတာသင်ပြီးပါသလားသင်က Aquarius ပဲဖြစ်ဖြစ် Aquarius တယောက်ကိုစိတ်ဝင်စားနေသူပဲဖြစ်ဖြစ်ဒီဗီဒီယိုဟာသင်အတွက်ပါပဲဒီနေ့မှာတော့ Aquarius တွေနဲ့အလိုက်အဖက်ဆုံးတဦးကိုတဦးအနားလည်နိုင်ဆုံးဖြစ်မဲ့ရာသီဘွား၃ခုကိုအသေးစိတ်တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အရင်ဆုံး Aquarius တွေရဲ့တဘာဝလေးကိုနည်းနည်းလောက်ပြောပြချင်ပါတယ်။ Aquarius တွေဟာလေဓာတ် air element ကိုကိုစားပြုတဲ့ရာသီဘွားတွေဖြစ်တာကြောင့်သူတို့ဟာအရန်ကိုညံထက်မြတ်ကြပြီးအတိပညာဗဟုသုတကိုစင်ဆက်မပြရှာဖွေနေတတ်ကြပါတယ်။သူတို့ရဲ့ဆောင်ပုဒ်ကတော့ငါထိတယ်ဖြစ်ပါတယ်။သူတို့ဟာအစင်အလာဟောင်းတွေကိုဖောက်ထွက်ပြီးအတိအဆန်းတွေကိုဖန်တီးကျင်ကြတဲ့ပြုပြင်ပြောင်းလဲရေးသမားတွေပါလူမှုရေးမှာလည်းအရန်ကိုဖော်ရွေပြီးမိတ်ဆွေတငယ်ချင်းပေါ်များတတ်ကြပေမဲ့တကယ်တမ်းကျတော့သူတို့ရဲ့စိတ်ခံစားမှုကိုအပြင်ကိုသိမ့်မပြတတ်ကြဘူးချစ်သူရည်စားတဲ့ပတ်သက်ရင်လဲ Aquarius တွေဟာခြုံချယ်မှုကိုလုံးဝမကြိုက်ကြပါဘူးသူတို့ကိုလွတ်လပ်ခွင့်ပေးပြီးသူတို့ရဲ့ထူးခြားတဲ့စရိုက်တွေကိုနားလေပေးနိုင်တဲ့သူမျိုးကိုပဲသူတို့ကရှာဖွေတတ်ကြပါတယ်အခုပြောပြမယ့်ရာသီဝါး၃ခုဟာဒီလို Aquarius တွေရဲ့လိုအပ်ချက်တွေကိုအဖြည့်ဆည်းပေးနိုင်ဆုံးသူတွေဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Aquarius နဲ့အလိုက်အဖက်ဆုံးရာသီဘွားကတော့ Gemini မေထုံရာသီဘွားဖြစ်ပါတယ် Gemini တွေဟာလည်း Aquarius လိုပဲလေဓာတ်ပဲ element တူညီကြတဲ့အတွက်သူတို့နှစ်ဦးကြမှာအတွေးခေါ်ပိုင်းဆိုင်ရာချိတ်ဆက်မှုကအရန်ကိုအားကောင်းပါတယ် Gemini တွေဟာစကားပြောကောင်းပြီးအသိပညာဗဟုသုတကိုရှာဖွေရတာဝါသနာပါကြပါတယ်ဒါကြောင့်သူတို့နှစ်ဦးဆောင်ရင်ဘာအကြောင်းအရာပဲဖြစ်ဖြစ်နာလီပေါင်းများစွာစိတ်ဝင်စားတိုင်ပင်ဆွေးနွေးနေကြပါတယ်။ Aquarius ကစိတ်ကူးသစ်တွေကိုထုတ်ဖော်ရင် Gemini ကအဲ့ဒီစိတ်ကူးတွေကိုပိုပြီးစိတ်ဝင်စားစရာကောင်းအောင်ပြုပြင်ပေးနိုင်ပါတယ်။သူတို့ရဲ့အချစ်အေးဟာဘယ်တော့မှပြင်းစရာမကောင်းဘူး။အမြဲတမ်းအသစ်အဆန်းတွေကိုစမ်းသပ်ကြမယ်။ခီးတွေတွားကြမယ်။ပြီးတော့တယောက်ရဲ့လွတ်လပ်ခွင့်ကိုတယောက်ကနားလည်ပေးနိုင်ကြပါတယ်။ဒါကြောင့် Gemini တဲ့ Aquarius ဟာအကောင်းဆုံးအတွေးလို့လောင်ဆိုနိုင်ပါတယ်ဗျာ။ဒုတိယအလိုက်ဖက်ဆုံးရာသီဘွားကတော့ Libra သူရာသီဘွားဖြစ်ပါတယ် Libra တွေဟာလေဓာတ် air element ကိုစားပြုပြီးမဲ့သူတို့ဟာပေါင်းသင်းဆက်ဆံရေးနဲ့အလားအပကိုပိုပြီးအလေးထားကြပါတယ် Libra တွေရဲ့တဘာဝကတော့ဖျားတာမှုကိုလိုလားပြီးနူးညံ့သိမ်ငွေ့ကြတာကြောင့် Aquarius ရဲ့တခါတရံခေါင်းမာတတ်တဲ့တဘာဝကို Libra ကနူးညံ့စွာထိန်းချောင်းပေးနိုင်ပါတယ် Libra တွေဟာပဋိပက္ခတွေကိုရှောင်ရှားခြင်းကြတဲ့အတွက် Aquarius နဲ့စိတ်သဘောထားမတိုင်စင်တာရှိလဲရင်အေးအေးဆေးဆေးညှိနှိုင်းနိုင်ကြပါတယ်ဒီအတွဲဟာလူမှုရေးနယ်ပေါ်မှာအရန်ကိုထင်ရှားတဲ့အတွဲဖြစ်လာနိုင်ပါတယ်နှစ်ဦးစလုံးဟာလူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာကိစ္စရပ်တွေကိုစိတ်ဝင်စားကြပြီးတူညီတဲ့ပေါင်းတိုင်တစ်ခုကိုဥတည်ပြီးလက်တွဲလှုပ်ဆောင်နိုင်ကြပါတယ် Libra ရဲ့ဆွဲဆောင်ချိန်ရှိတဲ့အလှအပနဲ့ Aquarius ရဲ့ထူးခြားတဲ့ဉာဏ်ရည်တို့ပေါင်းဆက်လိုက်ရင်ဘဝကအရန်ကိုပြီးပြီးဆုံးနေမှာပါနောက်ဆုံးပြောပြမယ့်အလိုက်အဖက်ဆုံးရာသီဘွားကတော့ Sagittarius ဓနုရာသီဘွားဖြစ်ပါတယ် Sagittarius ဟာလေဓာတ် fire element ကိုကိုစားပြုပေမဲ့သူတို့ဟာလွတ်လပ်မှုကိုအယမ်းမြတ်နိုးကြပြီးစွမ်းစမ်းကန်းတွေကိုနှစ်တက်ကြသူတွေပါဒါကြောင့် Sagittarius နဲ့ Aquarius ဟာစွမ်းစမ်းကန်းအကြိုက်ဆုံးအတွဲဖြစ်ပါတယ်သူတို့နှစ်ဦးစလုံးဟာဘဝကိုအကောင်းမြင်တတ်ကြပြီးအသစ်အဆန်းတွေကိုစမ်းသပ်ရတာဝါသနာပါကြပါတယ် Aquarius ရင်ဖန်တီးနိုင်စွမ်းကို Sagittarius ကသူတို့ရဲ့စိတ်အားထက်သမှုနဲ့ထောက်ပံ့ပေးနိုင်ပါတယ်သူတို့ရဲ့အချစ်ရေးမှာအကြီးမားဆုံးအားသာချက်ကတော့တယောက်ကိုတယောက်ချုပ်ချယ်မှုမရှိတာပါပဲသူတို့ဟာတဦးရဲ့ပုဂ္ဂလိလွတ်လပ်ခွင့်ကိုအပြည့်အဝပေးပြီးယုံကြည်ချက်တည်ဆောက်နိုင်ကြပါတယ် Sagittarius ကလည်းခရီးသွားရတာဝါသနာပါသလို Aquarius ကလည်းအသစ်အဆန်းတွေကိုစမ်းသပ်ကျင်တာကြောင့်သူတို့ဟာကမ္ဘာအနောက်ခရီးသွားပြီးဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါတယ်အခုဆိုရင် Aquarius လည်းအလိုက်ဖက်ဆုံးဖြစ်မဲ့ Gemini Libra နဲ့ Sagittarius ရာသီဘွား၃ခုအကြောင်းကိုစုံစုံလင်လင်သိရှိသွားပြီလို့မျှော်လင့်ပါတယ်ဒီရာသီဘွားတွေထဲမှာတင်ရောဘယ်ရာသီဘွားလဲဒါမှမဟုတ်တင်းရဲ့ချစ်သူကဘယ်ရာသီဘွားလဲဆိုတာကိုအောက်က comment box မှာရေးပေးခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်ဗီဒီယိုကိုနှုတ်သက်တယ်ဆိုရင် like share ဖို့မမေ့ပါနဲ့အောင်နော်ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ထားဖို့နဲ့ခေါင်းလောင်းလေးကိုနှိပ်ထားဖို့ထပ်မံတတိပေးခြင်းပါတယ်ခင်ဗျာဒီနေ့အတွက်တော့ဒီလောက်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲပျော်ရွှင်ပါစေဗျာ